ဖះတော်ရှိခိုးပြီးတော့ဘာဖြစ်လို့ကြီးစီမထူတာလဲဒီမှာသူ့ရဲ့သားသမီးတွေကမကြွမလွတ်ဖြစ်နေတာကို तू မသိရှာဘူးကဲမင်းတို့ငါ့ကိုဒေါသထွက်မနေနဲ့ငါအမေကြီးစီထူပြီးတော့အညဝေပေးအောင်သွားပြောပေးမယ်နော်နေတခဏထိုင်မယ်နော်ဒါလီကွယ်ဆိုင်ခကြီးဆိုအဲ့ဒါနဲ့တူလိုက်တာဒါဆိုင်လို့ပဲရမှာနော်ဘာမှတော့ကျွေးစရာမရှိဘူးငါတော့မှပိုးလူခွက်လူစားပြီးတော့အိုးစင်းမှောက်ထားပြီကွနင်တော့ဘာမှကျွေးစရာမရှိဘူးရပါတယ်မေရဲ့တားစားကျင်လို့လာတာမဟုတ်ပါဘူးအမေဖះရှိခိုးနေတဲ့အတန်ကိုတားလမ်းနေပြီးကြားလိုက်တာအမေဖះရှိခိုးနေတဲ့အတန်ကအရန်အေးချမ်းတာပဲအမေကဖះရှိခိုးရတာကိုနှစ်သက်တယ်နဲ့တူတယ်နော်ဖះရှိခိုးရတာနှစ်သက်တယ်ဆိုတော့ကိုကအသက်တကကြီးလာပြီလေကွယ်ဇရာကြီးထောင်းပြီးတော့ကို့အသေးနောက်ပိုင်းကျရင်သေဖို့ပဲရှိတော့မယ်ဖះတရားအလုပ်ကူပဲလုပ်ရတာပေါ့ဟုတ်ပါတယ်ဩဒါနဲ့အမေကဖះရှိခိုးတာဩဃာတာကြော့ကျိုးနဲ့ပဲပြီးသွားတယ်နော်အမြဝေတာကြီးကြီးစီထူတာတာတို့ခေါ်တာတွေအမေဘာကြောင့်မလုပ်တာလဲအမေဘာကြောင့်မကြီးစီမထူတာလဲဖះရှိခိုးပြီးကြီးထူရတာလားထူရတာပေါ့အမေရဲ့ကိုပြုတ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုဖះရှိခိုးထားတဲ့ကုသိုလ်ကောင်းမှုတွေကိုကြီးစီထူပြီးအမြဝေရတယ်ဒါမှအမေရဲ့ကိုဆောင်နှက်ကောအိမ်ဆောင်နှက်တရားပါအမြရပြီးတာတို့ခေါ်နိုင်ပါလေဟိုဆိုတာကအမေရဲ့သားသမီးတွေထဲမှာတိတ်ဆုံးပြီးမကျွတ်မလွတ်တဲ့ဝိညာဉ်တွေကခြံဝမှာအမေဖះရှိခိုးတဲ့အတန်ကိုနားဆွင့်နားထောင်နေတာအမေကကြီးစီထူမလားကြီးစီထူမလားဆိုပြီးသူတို့ကနားထောင်နေတာအမေကြီးစီထူမှသူတို့ကကြွတ်မှာလေအခုအမေကကြီးစီမထူတော့သူတို့ဒုက္ခရောက်နေတယ်အမေရဲ့ငါသားသမီးစီတာနေရာသိနေတယ်ဟုတ်တယ်မေသူတို့ကအမေဖះရှိခိုးတာကိုဂေါထုတ်ထိုင်ပြီးစောင့်နေတာအမေကြီးစီထူတဲ့အတန်ကိုလည်းနားထောင်နေတာအမေကြီးစီမထူတဲ့အခါကျတော့သူတို့တာတို့ခေါ်လို့မရဘူးပေါ့အမေကြီးစီထူပေးလိုက်ပါနော်အေးအဲ့ဒါဆိုလဲတာတို့ခေါ်အောင်ကြီးစီထူပေးလိုက်မယ်ကွယ်မေတားမလေးတိတ်ထိတင်ထားတဲ့ကြီးစီပါတယ်ဒီကြီးစီကတာမန်ကြီးစီမဟုတ်ဘူးတားကျင့်ကြံအားထုတ်ထားတဲ့တရားတွေနဲ့အတူတားကျင့်ကြံအားထုတ်ထားတဲ့ဆရဏတွေနဲ့တိတ်ထိတင်ထားတာဒီကြီးစီကိုအမေကထုပြီးအမြဝေမယ်ဆိုရင်အမေရဲ့သားသမီးတွေရော9ရက်သားသမီးတွေရောအားလုံးအေးချမ်းတယ်အထူးသဖြင့်မကျွတ်မလွတ်ရှိနေတဲ့နာနာဘာဝတွေကျွတ်သွားလိမ့်မယ်မေဒါလေးကိုအမေတို့ဒါလက်ဆောင်ပေးခဲ့မယ်နော်ကဲမေဒါဆိုရင်တားသွားတော့မယ်နော်တားကလေဒီရွာကိုခဏလာတဲ့ခကြီးသွားဧည့်တယ်ပါတားတဲဖို့ခိုးဖို့အတွက်အခက်ခဲလေးတော့ရှိတယ်တားရွာဦးเจ้าကိုသွားလိုက်မယ်ရွာဦးเจ้าကဘယ်နားမှာလဲမေအော်ရွာဦးเจ้าကဟိုဘက်နားမှာကွဟုတ်ဆရာတော်ဘုရားရှိလားမေဆရာတော်ဘုရားကပြန်တော်မူသွားပါပြီအမေဆရာတော်ဘုရားကပြန်တော်မူသွားတာကြာပြီပေါ့ကြာသွားပြီကပ္ပိယရမရှိတော့ဘူးဒါဆိုရင်အဲ့ဒီเจ้าမှာဘယ်သူမှမရှိကြဘူးပေါ့ဘူးမှမရှိကြဘူးလေဟာတားတဲဖို့ကိုတော့ခက်ခဲဖြစ်နေပြီမေရဲ့အဲ့ဒါဆိုရင်အတော်ကြီးအိမ်မှာတဲလီကွရလို့လားမေရဲ့ရပါတယ်တော်ကြီးကလည်းတယောက်တည်းဆိုတော့အဖော်လေးလည်းရတာပေါ့ကွအော်ဒါနဲ့ခုနအောက်မှာကောင်လေးတယောက်တွေ့တယ်အဲ့ဒါအမေကြီးလားဟုတ်တယ်သူကအမေကြီးပါသူကညာခင်းကြရင်ဒီကိုပြန်လာတယ်မလားမေပြန်လာတယ်ကျေးဇူးတင်ပါတယ်မေရဲ့ဒါဆိုရင်တားကိုဒီမှာတစ်ပတ်လောက်တော့တဲခွင်မှုပြပါနော်နေပါရပါဆရာကိုနေ့က50တက်ကောင်ပေးပြီးတော့ရှာခိုင်းလိုက်တဲ့စီရင်တိုင်းကျွန်တော်လုပ်ခဲ့တယ်မကြီးတော့သွားကြည့်ရောကျွန်တော်နွားတွေပြန်မတွေ့ဘူးရိုးတွေပဲတွေ့ခဲ့တယ်ကျွန်တော်သိကျင်တာနွားသခိုးတွေက
တက်ဖြတ်လိုက်တာလားဆရာပြောတဲ့မကောင်းဆိုးဝါးတွေကစားတော့ပြစ်လိုက်တာလား